မီဒီယာတွေနဲ့အကြီးအကျယ်ပြဿနာတက်ခဲ့တဲ့အမှုပညာရှင်များနံပါတ်1ထထမိုးဦးမင်းသမီးထထမိုးဦးကတော့မီဒီယာနဲ့ပထမဆုံးအခြေတင်ဖြစ်ခဲ့တဲ့မင်းသမီးပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာသူမအောင်မြင်နေတဲ့အချိန်မှာမီဒီယာကသတင်းတောက်တယောက်ကိုပါရိုက်ကကိုထီလက်ရောက်ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်သတင်းတောက်ဟာသူမရဲ့အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရမှာမင်းသမီးထထမိုးဦးကရိုင်းပြစွာနဲ့ပြန်လည်တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအတွက်သူမအနေနဲ့တရားရုံးမှာတန်ငွေဆောင်ခဲ့ရသလိုသူမအသက်ကြီးလာချိန်မှာလေသူမရဲ့လုပ်ရအတွက်သတင်းတောက်ပေါ်လက်ပါခဲ့မိတဲ့အတွက်ပြန်လည်တောင်းပန်ခဲ့ပါတယ်နံပါတ်2လာမင်းကဗျာစပိုတရုတ်ဆောင်တယောက်ဖြစ်သလို DJ တယောက်အဖြစ်နဲ့ပါရက်တည်နေတဲ့လာမင်းကဗျာဟာလေမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးမီဒီယာတစ်ခုနဲ့ပွဲအခြေတင်ဖြစ်ခဲ့သူပါသူမဖြေခဲ့တဲ့ DJ လောကနဲ့ပတ်သက်တဲ့အင်တာဗျူးတစ်ခုမှာသူမမပြောခဲ့တဲ့အရာတစ်ခုကိုခေါင်းစဉ်အကြီးကြီးတက်ခါသူတို့မီဒီယာပေါင်းရန်ပြီးရောပုံစံနဲ့သူမကို DJ လောကတစ်ခုလုံးကဝိုင်းဆဲခံရတဲ့အထိဖြစ်သွားခဲ့လို့အဲ့ဒီမီဒီယာမှာကျွန်မလုံးဝအင်တာဗျူးမဖြေပါဘူးနောက်ဘယ်တော့မှအင်တာဗျူးဖို့မဆက်သွေးပါနဲ့ဆိုကလိုင်းမော်ကနေတည့်ပြောကြားခဲ့တာပဲဖြစ်ပါတယ်နံပါတ်3ညိုမင်းလွင်ဒရိုက်တာမင်းသားတယောက်ဖြစ်တဲ့ညိုမင်းလွင်ဟာလည်းမီဒီယာတွေကိုတည့်ပြောကြားခဲ့သူပဲဖြစ်ပါတယ်သူတို့အင်တာဗျူးကပြည်သက်ဆက်ခံရမယ့်အကောင်းစဉ်တွေရေးမီဒီယာပေါရေးကိုအဓိကထားလုပ်နေတဲ့မီဒီယာတွေကိုမလောက်ကြဖို့တတိပေးပြောကြားခဲ့ပြီးအဲ့လိုလုပ်တဲ့မီဒီယာတွေကိုနောက်ဖြေချပေးမှာမဟုတ်ဘူးလို့တည့်ပြောကြားခဲ့ပါတယ်နံပါတ်4လွှမ်းပိုင်အစရမင်းသားလွှမ်းပိုင်ဟာလည်းလောလောလတ်လတ်မှာပဲမီဒီယာနဲ့အကြီးအကျယ်ပြဿနာတက်ထားတဲ့အမှုပညာရှင်တစ်ယောက်ပါမချော3ယောက်ကနေမချော9ယောက်ဖြစ်သွားပြီးမို့နိုင်ရလာဘရိုဆိုတဲ့မီဒီယာရဲ့မိကုံအပေါ်စေရီတိုင်းထွာကတုံ့ပြန်ခဲ့တာပါမီဒီယာဘက်ကလည်းမီဒီယာကျင့်ဝတ်မရှိတဲ့မိကုံဖြစ်သွားခဲ့သလိုတုံ့ပြန်လိုက်တဲ့အမှုပညာရှင်ဘက်ကလည်းတုံ့ပြန်တဲ့အပြုမှုမဟုတ်ခဲ့ပါဘူးအဲ့ဒီအတွက်ဝေဖန်မှုတွေများပြားနေရတာလည်းဖြစ်ပါတယ်မီဒီယာတွေနဲ့ဖြစ်ခဲ့တဲ့ပွဲတွေထဲမှာမင်းသမီးထထမုံနဲ့မင်းသားလွှမ်းပိုင်တို့ကတော့ရုပ်အပေါက်ဆုံးမီဒီယာနဲ့ဖြစ်ခဲ့တဲ့ပွဲတွေအဖြစ်လူအများကပြောဆိုဝေဖန်ခြင်းတွေပြုလုပ်နေကြတာပါပရိသတ်ကြီးတို့ရောဘလို့ထင်ပါသလဲမီဒီယာရဲ့အလွန်မဲလားဒါမှမဟုတ်မချေမငံတုံ့ပြန်ခဲ့ကြတဲ့အမှုပညာသမားတွေရဲ့အလွန်မဲလားဆိုတာကွန်မန့်မှာပြောသွားခဲ့ကြပါအောင်ရှင်